မင်္ဂလာပါဒီကောနာ channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်မရဲ့အဖွင့်ဗီဒီယိုလေးပေါ့နော်ကျွန်မအစင်တင်တော့ဖြစ်မနေဘူးအစင်အဲ့အတွက်ကြောင့်အစင်ပြေမှာတော့မဟုတ်ပါတော့ကျွန်မ2019တော့ကျွန်မတွေးထားတယ်တနစ်နှစ်နေတော့ငါအစင်တင်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အခုကအစားမလို့တာငါအစင်တင်မဖြစ်တာလို့ကျွန်မတွေးခဲ့ဖူးတယ်ပေါ့နော်ဒါပေမဲ့အခုက2025ရောက်နေပြီကျွန်မအစင်တင်ဖြစ်လားဆိုရင်လုံးဝအစင်တင်မဖြစ်ပါလုံးဝဆိုတာထက်တော့ပေါ့ဘာလို့ပြမှာအစင်တော့ပြင်မနေဘူးအစင်တင်ဖြစ်မနေဘူးပေါ့နော်ကျမအစင်တင်ဖြစ်မဲ့အချိန်ကိုဒါကျမစောင့်နေလဲကျမဘာမှလုပ်ဖြစ်မှာမဟုတ်တော့ပေါ့နော်အဓိကပြောချင်တာကတော့ကျမကဒီ channel ကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်ကျမကစာရေးရတာကိုဝါသနာပါတယ်အဲ့ဒါကြောင့်ပေါ့နော်ကျမရဲ့စာလေးတွေကိုတဆင့်ပြန်လာဖတ်ပြပေးချင်တာပေါ့နော်အထူးသဖြင့်ကျမကတော့ post summary လောက်တာကိုကျမသဘောကျပါတယ်ကျမကစာဖတ်ရတာစာဖတ်အားနေတဲ့အတွက်ပေါ့နော်စာအုပ်တွေတော့ဝယ်ဖြစ်တယ်ဒါပေမဲ့ကျမစာဖတ်အားနေတဲ့အတွက်ကျမနဲ့တော့ကိုက်ညီမှုမရှိပေါ့နော်အဲ့ဒါကြောင့်ကျမရင်းနှီးတဲ့ကျမရဲ့စာကိုပဲကျမအဓိကထားပြီးတော့ပြန်လာဖတ်ပြချင်ပါတယ်အတွင်းမြင်လေးတွေလာဖလှယ်ချင်တာပေါ့နော်အထူးသဖြင့်ကျမလိုဘဝတူတွေပေါ့နော်ကိုယုံကြည်မှုမရှိဘူးအရင်နဲ့ကြောက်တတ်တယ်တိမ်ငယ်တယ်အများနဲ့စိတ်တက်ကြလွယ်တယ်ပေါ့နော်ပြီးတော့တယောက်ရဲ့စိတ်ခွန်အားပေးတာကိုအများနဲ့စောင့်နေရတဲ့သူတွေအတွက်ပေါ့နော်ပို့ပြီးတော့အဓိကထားပါတယ်ဘာပြောချင်လဲဆိုတော့ကျမကအထူးထွေပေါ့နော်လာပြီးတော့စိတ်ခွန်အားတွေလာပေးနိုင်မှာတော့မဟုတ်ပါဘူးပြီးတော့လာပြောရင်းနဲ့အတူတူညီးဖို့လည်းမဟုတ်ဘူးပေါ့နော်ပြောချင်တာကရှင်တို့တယောက်တည်းမဟုတ်ပါဘူးကျမအပါတော်တော်များများလဲဒီစိတ်ခံစားချက်တွေရှိကြတယ်ဆိုတာကိုတိစေခြင်းယုံတက်နဲ့ပေါ့နော်အတိလာပေးတဲ့အနေနဲ့ကျမဒီ channel ကိုစလိုက်တာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုဥပမာအနေနဲ့ဘယ်လိုတင်စားပြီးပြောလို့ရမလဲဆိုကျမကတည်းရဲ့အရန်ကြောက်တတ်တယ်အရန်ညတကောင်တို့ဘာလို့ဆိုရင်အရန်တိတ်ဆိတ်လာတဲ့အချိန်မှာဆိုရင်လေညတကောင်ပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်ကိုတောထဲမှာပေါ့နော်ညကြီးတကောင်တောထဲမှာလူအများနဲ့တွားတာတော့မှပေါ့နော်အရန်နဲ့တိတ်ဆိတ်မောင်မဲနေပြီဆိုကျမအရန်ကြောက်တယ်ကျမကြောက်တတ်တယ်ပေါ့နော်တရေတွေပါတယ်ကျမကြောက်တတ်တယ်အဲ့ချိန်မှာအတန်တခုခုပေါ့နော်စင်ကယ်တန်ဖြစ်ဖြစ်ကားတန်ဖြစ်ဖြစ်လူတန်ဖြစ်ဖြစ်အလင်းရောင်ပဲဖြစ်ဖြစ်ပေါ့နော်တခုခုကျမတွေးလိုက်ပြီးကျမကြားလိုက်ပြီးဆိုစိတ်ထဲမှာနှွေးခနေဖြစ်သွားတယ်အဲ့ဒီစိတ်ခံစားချက်မျိုးပေါ့နော်ဘယ်လိုပြောမလဲအရန်နဲ့တိတ်ဆိတ်နေတဲ့အချိန်မှာကိုအရန်ကြောက်နေတဲ့အချိန်မှာစင်ကယ်တန်ကားတန်ကိုကြားလိုက်ပြီးဆိုရင်လည်းမအိတ်သေးတဲ့သူရှိသေးပါလားငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်ခံစားချက်မှုမျိုးမော်တော့စိတ်လုံခြုံသွားတယ်ပေါ့အဲ့လိုမျိုးပဲကျမအဲ့လိုမျိုးခံစားချက်မျိုးကိုကျမအဲ့လိုမျိုးခံစားချက်ရတယ်လို့မျိုးပဲဒီထဲကတငယ်ချင်းတွေလည်းအဲ့လိုမျိုးစိတ်ခံစားချက်မျိုးရစေချင်တာပေါ့နော်ငါတယောက်တည်းမဟုတ်ပါလားတကယ်တော့ဒီပြဿနာကအခုငါတို့ကြုံတွေ့နေတဲ့အရာကငါတယောက်တည်းကွက်ဖြစ်နေတာမဟုတ်ပါဘူးဒါကတော့လူတွေအများကြီးဖြစ်ထားရှိတဲ့တဘာဝတရားကြီးပါလားဆိုတာကိုအတိပေးခြင်းယုံတက်ပေါ့နော်ကတော့တလောက်ပါပဲစီမပြေတာအကြံပြုချင်တာရှိတာပဲဖြစ်ပေါ့နော်ကျမတို့အချင်းချင်းအတွေ့အမြင်တွေဖလှယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်